အလုပ်တွေမလုပ်တာမဟုတ်ပါအလုပ်တွေမဖြစ်တာလို့ပြောလို့ရတယ်ပေါ့နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်2024ခုနှစ်2လပိုင်း2024ခုနှစ်8လပိုင်းအထိကိုကျွန်မတာချလက်ကနေပြီးတော့မှပေါ့နော်တာချလက်ကနေမှဒီ time ဘက်ကိုကျွန်မပြောင်းကို export လုပ်တယ်တကယ်ကြတော့လေမနိုင်ပြောလို့ရှိရင်ချမှတ်ထားတဲ့ policy တွေနဲ့ဖြစ်နေတဲ့ငွေဈေးအခြေအနေတွေထဲမှာပေါ့နော်သူများတွေတော့ဘလို့တွေ export လုပ်ပြီးတော့ဘလို့တွေကြိုက်ကြတယ်မသိပေမဲ့ကျမကအဲ့ဒီနှစ်2024ခုနှစ်ပြောင်း export လုပ်တဲ့နေရာမှာကျမရှုံးပါတယ်ကျမအမျက်မရှိဘူးကျမရှုံးတယ်နာတယ်ပေါ့နော်ငွေဈေးကြောင့်လည်းပါတယ် policy တွေကြောင့်လည်းပါတယ်အဖက်ဖက်ကအကုန်လုံးပေါ့နော်အကုန်လုံးနဲ့တွက်ချက်ပြီးတော့မှကျွန်မရှုံးပါတယ်2024ခုနှစ် export လုပ်တာပြောင်း export လုပ်တာကျွန်မရှုံးတယ်ဒါပေမဲ့ဒီ2024ခုနှစ်မှာကျွန်မကဒီမိုင်းလာဘက်ကို export လုပ်တဲ့ဟာမှာကြတော့ကျွန်မမရှုံးဘူးကျွန်မဟိုပေါ့နော်ပြောမလဲအဲ့ဒီဟာလေးနဲ့ကျွန်မတော်တော်လေးကိုကျွန်မကာမိတယ်လို့ကျွန်မပြောရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်ပစ္စည်းဝယ်ပြီးတော့မှကိုယ်တိုင်ရောင်းပြီးတော့မှကိုယ်တိုင် export လုပ်တာမဟုတ်ပဲねကိုကဂျားတဲ့ကနေပြီးတော့မှပွဲစားအနေနဲ့လုပ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါလေးကကျွန်မတော်တော်လေးကိုခံစားသွားတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ဝယ်ပြီးမှကိုယ်တိုင်ရောင်းတာမဟုတ်တဲ့အတွက်နံပါတ်1အချက်ပစ္စည်းဘိုးလည်းကိုစိုက်စရာမလိုဘူးပစ္စည်းဈေးအတက်အကျကိုပူစရာမလိုဘူးငွေဈေးအတက်အကျကိုပူစရာမလိုဘူးပေါ့နော်ပြီးပြန်ရောင်းတဲ့အခါမှာလည်းဈေးအတက်အကျကိုပူစရာမလိုဘူးအဲ့တော့ rubber export လုပ်တဲ့အချိန်မှာကျမဒီဂျားတွေကနေပြီးတော့မှပွဲစားသဘောမျိုးလုပ်ပေးတာမျိုးဖြစ်တဲ့အတွက်ဒါ rubber မှာကျမကဘယ်လိုပြောမလဲနည်းနည်းလေးအဲ့နှစ်ထဲမှာငွေရှာလို့ရလိုက်တယ်လို့ကျမပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီမျိုးမြတ်ကြံတာမှာလေတဝက်ကတော့ဒါကျမတို့စုမိဆောင်မိဖြစ်ပြီးတော့မှအခါကျတော့တဝက်ကတော့အခုချိန်ထိမပေါ်သေးတဲ့ငွေဖြစ်သွားတယ်အဲ့ဒါလဲဘယ်လိုဖြစ်လဲဆိုတဲ့အချိန်ကကျတော့အမှန်တိုင်းပြောရလို့ရှိရင်တော့ကိုကလူယုံတာလွင်တာပေါ့နော်ငယ်ချင်းအရင်ခောက်state ကြောင်းကလေးကိုကသိတဲ့ငယ်ချင်းပေါ့မတွေ့ဖြစ်တာတော့ဆယ်စုနှစ်နှစ်ခုလောက်ရှိသွားပြီပေါ့10တန်းဖြည့်ပြီးကြမတွေ့ဖြစ်တော့တာပြောပါတော့ဆိုတော့ तू ကကိုနဲ့ तू နဲ့ကိုနဲ့ Facebook မှာ friend ဖြစ်တယ် friend ဖြစ်တော့ကိုလုံနေတာလဲ तू မြင်နေပေါ့နော်သူကတော့ဘာလဲလုံနေတယ်ကိုကတော့မမြင်ဘူးဘာလို့ဆိုတော့ तू personal ပဲ तू က Facebook ပေါ်တင်တာ तू ဘာလုပ်တယ်ကိုကတော့တိတ်စာမသိရဘူးပေါ့မသိတဲ့အချိန်မှာ तू ကကိုလာပြောတယ်ပေါ့နော်ဒါ export တွေလုပ်နေတာတွေတွေ့တယ်ဘာတွေလုပ်နေတာတွေ့တယ်ဆိုတာကြတော့ဒါသူတရုတ်ငွေပေးမယ်ပေါ့နော်မြန်မာငွေသူနည်းနည်းလိုချင်တယ်အခါကျတော့တရုတ်ပြည်မှာလည်းကိုက export လုပ်နေတာဆိုတော့ကိုကုန်တယ်တွေကရှိတယ်ဆိုတဲ့အချိန်ကကျတော့အေးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ငါပဲကုန်တယ်တွေလည်းရှိတယ်နန်းကုန်တယ်တွေစံကုန်တယ်တွေရှိကြတယ်အခါကျတော့အဲ့ကုန်တယ်တွေစီမှာတရုတ်ပြည်မှာနေငွေပေးလိုက်မြန်မာပြည်မှာငါနေကိုမြန်မာပတ်စံပေးမယ်ဆိုချိန်တောင်းလေးလုတ်ပေးလိုက်ရောပေါ့နော်ဂျားတွေကရမယ် commission တေးပေါက်စကွေးပစ္စည်းကွေးကို map ပြီးတော့ပေးလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဟိုဘက်မှာသူ့တရုတ်ငွေကအဲ့ဒါတက်တယ်အဲ့ဒါတက်ပေမဲ့ကိုကဒီဘက်မှာမြန်မာငွေကသူ့ကိုပေးပြီးသွားပြီပေးပြီးသွားပြီဆိုတဲ့အချိန်မျိုးမှာခုနပြောပါတယ်ဂျားတွေကကုန်တယ်ကိုကုန်တယ်တယောက်နဲ့ကိုခံပြီးလောက်တာဟုတ်နော်တရုတ်ပြည်ဘက်မှာသူကကိုကုန်တယ်စီကိုပေးတယ်မြန်မာပြည်ဘက်မှာကိုကုန်တယ်ကလည်းကိုမြန်မာငွေပေးတယ်ပေးတာမြန်မာငွေယူပြီးကိုတငယ်ချင်းကိုပြန်ပေးတယ်ပေးတဲ့အချိန်မှာသူ့တရုတ်ငွေကအဲ့ဒါတက်တယ်အဲ့ဒါတက်တဲ့ချိန်မှာဒီဘက်ကပဲကုန်တယ်ကိုတရုတ်ငွေဘယ်လိုပြောမလဲပဲကုန်တယ်မရတာဖြစ်တဲ့အတွက်ကိုတီယူထားတဲ့မြန်မာငွေကိုပြန်ပေးရတော့မယ်အဲ့ဒီအချိန်မှာကိုကနာမည်ပြတ်မခံနိုင်ဘူးနာမည်ပြတ်မခံနိုင်တော့တဲ့အတွက်ပေါ့နော်သူကကိုကုန်တယ်ကိုရက်ချင်းတယ်ကျွန်တော်ဒီအချိန်ကြရင်ကျွန်တော်ပြန်ပေးပါမယ်ချိန်တဲ့ချိန်မှာပေါ့နော်ကိုကုန်တယ်ကလည်းလက်ခံတယ်လက်ခံတဲ့ချိန်ကကျတော့စောင့်လိုက်ရောပေါ့နော်သူပြန်ပေးမဲ့ချိန်မှာသူပေးရမယ့်နေ့ရောက်တဲ့ချိန်မှာသူမပေးနိုင်ဘူးသူမပေးနိုင်တဲ့ခါကျတော့ကိုကထုံးစံအတိုင်းနာမည်တော့အသေးမခံနိုင်ဘူးဆိုတဲ့အချိန်ကတော့ဘာလုပ်လဲဆိုတော့သူပေးရမယ့်ပတ်စံ3900ကျော်ကိုဒီဘက်ကပဲကုန်တယ်နာမှာကိုကစိုက်ပြီးတော့ပေးလိုက်တယ်အမကြီးညီမကတော့ညီမတငယ်ချင်းစီကပတ်စံတော့မရသေးဘူးအခုဒါညီမပတ်စံနဲ့ညီမနာမည်မပြတ်ချင်လို့ညီမနာမည်မသေးချင်းလို့ညီမပေးမှာတော့အမကြီး3000နဲ့1900ကျော်ဆိုမှသူ့ထဲကိုကလွှဲပေးလိုက်တယ်ဒီဘက်ကတငယ်ချင်းကိုလည်းကိုကပြောတယ်အော်နင်အခက်အခဲဖြစ်နေတယ်ဆိုရင်အချိန်တော့နည်းနည်းပပယူငါ့ကိုအရန်တော့အချိန်မဆွဲပေးနဲ့ငါလည်းပေါ့နော်ငါဟာနဲ့ငါလောက်ရတာရုန်းကန်ရတာဆိုတော့ဒီငွေမတကြငါလက်ထဲမှာမရှိဘူးဆိုရင်ငါဂျမ်းဖြစ်သွားလိမ့်မယ်ဒါပေမဲ့နေ့အခက်ခဲကိုငါလည်းကူတဲ့အနေနဲ့ငါလည်းနာမည်မပြတ်ချင်လို့ငါငွေနဲ့ငါစိုက်ပေးလိုက်ပြီးတငယ်ချင်းကိုပြောတဲ့အချိန်မှာသူကတော့ကျေးဇူးတင်တယ်ပေါ့နော်ခဏလေးစောင့်ပါသူပြန်လုတ်ပေးပါမယ်ကိုနှစ်နာတော့သူမလုတ်ပါဘူးပြောတယ်ပြောပြီးတော့မှအမှန်တမ်းပြောရရင်တော့အခုချိန်ထိသူငွေပြန်မပေးသေးဘူးနေရွှေညရွှေနဲ့လောလောဆယ်ဒီဂျွန်လာကုံပေါ့နော်
ပြီးခဲ့တဲ့လကဖုန်းဆက်ကြည့်ရတော့ဒီဇွန်လကုန်ပေါ့အခု2026 6လပိုင်းကုန်ကြရင်တော့သူငွေတွေအကုန်လုံးကိုအခြေပြန်ပေးပါမယ်သူပြောတယ်ပေါ့နော်အဲ့ခါကျတော့ကိုကလေ2024တစ်နှစ်တာမှာကရှာသမျှကတဝက်လောက်ကတော့ကိုယ့်အတွက်ကျန်နေဆိုရင်တဝက်လောက်ကတော့ဒါအဲ့ပကင်ချနာမှာလောလောဆယ်ငွေကမြုပ်သွားပြန်တယ်အဲ့ခါကျတော့ဒါကတော့2024ခုနှစ်မှာကိုရဲ့အဖြစ်အပျက်လေးပေါ့နော် export import ကောင်းသလားဆိုဟုတ်ကဲ့ကောင်းပါတယ်တစ်ခုလုပ်တယ်တစ်ခုကတော့ရှုံးတယ်နောက်တစ်ခုလုပ်တယ်ဒါပေမဲ့နောက်တစ်ခုမှာအမြတ်ထွက်တယ်ပေါ့ညီကုန်းချုပ်အားဖြင့်ဆိုရင်ဒါပေမဲ့ထွက်တဲ့အမြတ်မှာကိုယ့်အိတ်ကထဲကတစ်ဝက်သူများနားမှာတစ်ဝက်ပေါ့ကွယ်ကဲဒီနောက်2024ခုနှစ်ပြီးတော့2025ခုနှစ်မှာကြုံတွေ့ရတဲ့အခက်အခဲအချက်သိမ်းတဲ့2025ခုနှစ်မှာဆုံးရှုံးနစ်နာရတဲ့ဟာတွေကိုနောက် vlog လေးကြာလို့ရှိရင်ကိုပြန်ပြီးတော့မှ sharing လုပ်ပေးပါမယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်